soothing gel ကိုအသားရည်အတွက်အထီးအောင်ဆုံးဖြစ်အောင်အသုံးပြုနိုင်မယ်နည်းလမ်း6ခုမင်္ဂလာပါဒေါက်တာဒါဘိုအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့ရေပြားနဲ့လှပဆိုင်ရာဆရာဝန်ဒေါက်တာတီရီပါ။ဒီဗီဒီယိုလေးထဲမှာဒေါက်တာက soothing gel လေးတွေအကြောင်းပြောပြခြင်းနဲ့ soothing gel လေးတွေကဒီလိုမျိုးပူပြင်းတဲ့နေရာဒီမှာဆိုလို့ရှိရင်အေးမြစေုံသာမကပါဘူး။နီလောင်တန်ကြောင့်မလို့ပျက်စီးသွားတယ်၊နီမြန်းသွားတဲ့အသားရည်တွေကိုလည်းပြန်လည်ပြုပြင်ပေးနိုင်တဲ့အကျိုးသက်တည်တွေအများကြီးရှိပါတယ်။ဒါပေမဲ့ဒီ soothing gel လေးတွေကအသုံးပြုနည်းမှန်ကန်တယ်ဆိုလို့ရှိရင်တော့ပိုပြီးမှထိရောက်မှုရှိရဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးထဲမှာဒေါက်တာကဆရာဝန်တယောက်လိုမျိုး soothing gel တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုပြပြပေးသွားချင်ပါတယ်။နံပါတ်1အသားရည်အဆိုတန်းရှိနေတဲ့အချိန်မှာအသုံးပြုပေးပါဒေါက်တာတို့ soothing gel ကိုလိမ့်မယ်ဆိုလို့ရှိရင်6တွေ့တဲ့အသားရည်မှာလိမ့်တာထက်အသားရည်ကအဆိုတန်းရှိနေတဲ့အချိန်ဥပမာရေချိုးပြီးကစားမျက်နှာတစ်ပြီးကစားအချိန်လေးမှာအသုံးပြုရဆိုလို့ရှိရင်ပိုပြီးတော့မှအာနိသင်ရရှိပါတယ်နံပါတ်2အချက်ကတော့ရေခဲတစ်တာထဲမှာထားပေးပါဒါကတော့ဒေါက်တာရဲ့ personal favorite အချက်လေးပေါ့နော်ဒီလိုမျိုးအေးမြနေတဲ့ soothing gel ကိုအသုံးပြုရဆိုလို့ရှိရင်အသားရည်ကနေလောင်ပြီးတော့နီမြန်းရောင်ရမ်းတာတွေကိုပို့ပြီးတော့မြန်မြန်တက်တာစေပါတယ်ဒါပေမဲ့ရေခဲတစ်တာဆိုပေမဲ့ရေခဲတဲ့အခန်းထဲမှာထားစရာမလိုဘူးနော်နံပါတ်3ချက်ကတော့ face mask လိုမျိုးအသုံးပြုလို့ရပါတယ်ဒေါက်တာဆိုလို့ရှိရင်နေပူထဲသွားပြီးတော့ပြန်လာတဲ့အခါမှာမျက်နှာတစ်ပြီးတာနဲ့ဒီ soothing gel လေးကိုထူထူလေးလိမ့်ထားလိုက်တယ်ပြီးတော့10မိနစ်15မိနစ်လောက်ထားပြီးမှရေပြန်ဆေးချလိုက်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘာတွေကျိုးကျေးဇူးရလဲဆိုတော့အသားရည်နီမြန်းတာတွေကချက်ချင်းတက်တာသွားတယ်ပြီးတော့ရေတက်ပြည့်သွားတယ်ဆိုတဲ့ feeling လေးကိုရရှိရပေါ့နော်အဲ့တော့ဒေါက်တာတို့ဒီလိုမျိုး soothing gel ကို face mask အနေနဲ့အသုံးပြုပြီးတဲ့နောက်မှာလည်းပုံမှန်သုံးနေကြ skin care တွေကို step alike ပြန်ပြီးတော့လုပ်လို့ရပါတယ်နံပါတ်4ချက်ကတော့ body lotion နဲ့တွဲပြီးတော့မှအသုံးပြုလို့ရပါတယ်။အဲ့တော့ဒေါက်တာတို့က soothing gel တွေကိုမျက်နှာတင်မဟုတ်ပါဘူးခန္ဓာကိုယ်အရေပြားမှာလည်းအသုံးပြုလို့ရနိုင်ပါတယ်။ကိုယ့်ရဲ့အသားရည်က6တွေ့နေတာ sensitive ဖြစ်နေတာပြီးတော့ကြည်လင်မှုမရှိဘူးဆိုလို့ရှိရင်ကိုသုံးနေကြ body lotion ထဲမှာဒီ soothing gel ကိုရောပြီးတော့မှလိမ့်ပေးလို့ရတယ်။ပြီးတော့နောက်ထပ်ရေဓာတ်ပို့ပြီးတော့ပြေဝခြင်းနဲ့ဆိုလို့ရှိရင်ဒီ soothing gel ထဲမှာ glycerin လို့ခေါ်တဲ့အလှစီ23ဆက်လောက်ထည့်ပြီးတော့မှလိမ့်ပေးနိုင်ပါတယ်ရှင်။နံပါတ်5ချက်ကတော့ moisturizer အစားထိုးအနေနဲ့မသုံးပါနဲ့။ဒါတို့ soothing gel တွေကိုသုံးနေတဲ့အခါမှာအများဆုံးသောအမှားတစ်ခုက moisturizer အနေနဲ့အသုံးပြုတာပေါ့နော်။တကယ်တော့ soothing gel ကရေဓာတ်ဖြည့်ပေးနိုင်တယ်ဆိုပေမဲ့ moisturizer တွေလိုမျိုးရေဓာတ်ကိုအချိန်အကြာကြီးထိမ့်သိမ်းထားနိုင်စွမ်းမရှိဘူး။အငွေ့ပြန်လွယ်တယ်ပေါ့နော်။ဒါကြောင့်မလို့ soothing gel သုံးပြီဆိုလို့ရှိရင် moisturizer မတိုင်ခင်မှာသုံးပါပြီးလို့ရှိရင်ကိုသုံးနေကြ moisturizer တစ်ခုခုကိုပြန်ပြီးတော့လိမ့်ပေးပါနော်။နံပါတ်6အချက်အနေနဲ့ after shaving မှာအသုံးပြုပေးနိုင်ပါတယ်။ဒေါက်တာတို့ယောက်ျားလေးမှာဆိုလို့ရှိရင်မုတ်စိတ်ရိပ်ပြီးတဲ့အချိန်အမျိုးသမီးမှာဆိုလို့ရှိရင်လည်းဒီ body hair ရိပ်ပြီးတဲ့အချိန်မှာအသားရည်အပေါ်ရန်အလွှာလေးတွေကပျက်စီးသွားတာမျိုး sensitive ဖြစ်သွားတာမျိုးပြီးတော့ရေဓာတ်ခမ်းခြောက်သွားတာမျိုးတွေကိုပြန်ပြီးတော့မြန်မြန်ကောင်းမွန်စေဖို့အတွက် soothing gel လေးတွေကိုအသုံးပြုပေးနိုင်ပါတယ်။ soothing gel လေးတွေကအရန်ရိုးရှင်းနေဆိုပေမဲ့သုံးတတ်တယ်ဆိုလို့ရှိရင်အသားရည်အတွက်ကောင်းကျိုးတွေအများကြီးရှိရဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒေါက်တာပြောခဲ့တဲ့အချက်လေးတွေကိုလိုက်လုပ်ကြည့်ဖို့အတွက်တိုက်တွန်းပါရစေ။ရေပြားနဲ့လှပဆိုင်ရာအကြောင်းအရာတွေကိုဒေါက်တာထားဖို့အစီအစဉ်မှာ sharing လုပ်ပေးသွားမှာဖြစ်လို့သိချင်တာလေးရှိလို့ရှိရင် comment မှာရေးခဲ့လို့ရတယ်နော်။